ကျော်တော်စားဖို့အတွက်ပဲဒီကိုဒေချာရည်နဲ့စီစားရည်နဲ့စိမ့်ဗနီဂါလေးနဲ့လည်းစိမ့်ထားရနော်ပဲဒီကျော်ထဲမှာပစွန်ချောင်းမုံနဲ့ထည့်ကျော်မယ်ဒီတစ်ခါဝက်စီဘက်ကလေးပါထည့်မယ်နော်အဲ့ဒါဝက်စီဘက်နဲ့ထည့်ကျော်ရင်ပိုမွေးတယ်ဝက်စီဘက်မြင်လို့ဟိုတခါတော့ငါဗီဒီယိုကလစ်လေးတစ်ခုတော့မှသွားတတိရတယ်ဝက်စီဘက်လေးတုံးနေနဲ့ဟိုဟင်း၄၅မျိုးချက်ပြသွားတာလေခုဆိုရင်ကျော်အကုန်လုံးအစင်နဲ့ဖြစ်ပါပြီကြက်တော်မြူလေးတွေနဲ့ငါးပြားရိုက်ပြီးတော့ထားထားတယ်ဒီလိုကြောင့်မုံလေးလည်းထည့်မယ်ရေဟိုပူလာရင်ဝက်စီဘက်ထည့်မယ်အဲ့ဒါမှပုံမွေးတယ်နော်ဝက်စီဘက်ကနေတီလေးတွေထွက်လာပြီးကြက်တော်မြူလေးတွေလည်းထည့်ထားလိုက်ပြီတချို့ကအနံ့ပုံမွေးအောင်လို့ငရုတ်သီးစိမ့်အနီကိုထည့်ကြော်တယ်စိုင်းကြီးတွေမှာဆိုဒီနေ့တော့ထည့်မကြော်တော့ဘူးနော်ဒီတိုင်းပဲကြော်မယ်အချိုပဲကြော်တော့မယ်ပဇွန်ချောင်းမုံထည့်လိုက်ပြီးရင်ပဲဒီထည့်မယ်သားနဲ့ရတာမုံလေးထည့်လိုက်မယ်နော်ပြီးရင်မွေးမယ်ပဲတောင်ရှည်ကျော်မိုးမွေးလေးရပါပြီကျုပ်ပဲဦးနဲ့ကြော်ရင်လည်းရတယ်နော်ပဲတောင်ရှည်ကိုတုတ်စားလို့လည်းရတယ်အဲတောင်ရှည်ကျော်အယောင်စိမ့်စိမ့်မိုးမွေးလေးရပါပြီကိုနဲ့အမေကတော့အမြဲပြောတယ်ဝက်စီဘက်တွေ့လို့ရှိရင်ပဲသီးကြော်နဲ့ကြော်စားအရန်ကောင်းတယ်လို့ပြောတယ်နော်အခုနောက်ပိုင်းကတော့ဝက်စီကိုစားတာကောင်းတယ်လို့ပြောတဲ့လူလည်းရှိတယ်စိုးတယ်လို့ပြောတဲ့လူလည်းရှိတယ်အမှန်ကတော့ဝက်စီကအကျော်ရီကြော်မယ်ဆိုရင်အကျွတ်ကြော်ရီကြော်မယ်ဆိုလို့ရှိရင်ဝက်စီနဲ့ကြော်တာပိုကောင်းတယ်သူက saturated oil ဆိုတော့လေဟင်းချက်လို့ရှိရင်တော့တခြားစီလေးနဲ့မြေသေးစီလေးနဲ့ကြော်ရင်ကောင်းတယ်နော်ချက်ရင်ကောင်းတယ်ဝက်စီကအဲ့လိုမျိုးခဏခဏပြန်ကြော်လို့ရှိရင်လည်းဘာမှသိပ်ပြီးတော့ဘေးဥပမဖြစ်ဘူးလို့ပြောတယ်ပဲဒီကြော်စားကြပါဦး